အနေရများလုံးလို့ဝူမိသားစုတောင်မသွားရဲတဲ့နေရာကိုဒီလူငယ်ကအေးစစ်စစ်ပဲတာဝန်ယူလိုက်ပါတယ်။သူ့ရဲ့ယုံကြည်ချက်ကတော့နှစ်ပေါင်းများစွာဒီအလုပ်ကိုပဲကျွမ်းကျင်စွာလုပ်ကင်လာခဲ့လို့ပါပဲ။ဝူမိသားစုအောက်မှာဆက်မလုပ်တော့ပဲဒီနေ့ကစပြီးသူတယောက်တည်းတီးတန့်ရက်တီဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။သူကဈေးနှုန်းကိုတခွန်းနဲ့ပြက်ပြက်တသားတောင်းဆိုလိုက်ပါတယ်။စရန်ငွေ3သူညနဲ့လိုအပ်တဲ့ပစ္စည်းကိရိယာပေးရင်ပစ္စည်းကောင်းမှငွေယူမယ်ပစ္စည်းမကောင်းရင်တပြားမှမယူဘူးလို့အာမခံလိုက်တာကြောင့်တထေးဖြစ်သူစိတ်ဝင်စားသွားခဲ့ပါတယ်။ဘေးကလူယုံကလာရောက်စုံစမ်းသူကိုမတင်ကားလို့တားမြစ်ပေမဲ့တထေးကတော့မနှက်ဖြန်ပစ္စည်းရဖို့အတွက်ဒီစုံစမ်းမှုကိုလက်ခံပြီးစရန်ငွေပေးအပ်လိုက်ပါတယ်။ပတ်စံယူပြီးထွက်မပြေးနိုင်အောင်ဘေးကလူယုံကနောက်ကနေထက်ချက်မကွာလိုက်ဆောင်ကြည့်ပါတော့တယ်။ဒါပေမဲ့လူငယ်ကတော့နည်းနည်းမှဂယုမဆိုင်ပဲမောမသွားရင်လိုက်ခဲဆိုပြီးစိန်ခေါ်လိုက်ပါတယ်။ခုဆိုရမယ့်နေရာရောက်တော့ဝူမိသားစုကပြိုင်ဘက်တယောက်ရောက်လာပြီးဒီအလုပ်ဟာသူတို့အပိုင်မှာဆိုပြီးလာရောက်ပြဿနာရှာပါတယ်။သူလည်းဒီအလုပ်ကိုလုပ်တဲ့ကြောင်းနဲ့တထေးလိုချင်တဲ့ပစ္စည်းကိုရအောင်ယူပေးနိုင်တယ်လို့ကျင်းဝါလိုက်တဲ့အခါစောင့်ကြည့်သူကဘသူကိုတာဝန်ပေးရမလဲဝေခွဲမရဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့မြေပြင်ခြေနေကိုကျွမ်းကျင်စွာကြည့်ရှုအကဲဖြတ်နိုင်တဲ့လူငယ်ကတော့တဘာဝလေချောင်းလိုင်းကိုကြည့်ပြီးကျိုးကိုဘဲကြောက်တုံးမှချီရမလဲဆိုတာပြိုင်ဘက်ကိုမေးခွန်းထုတ်လိုက်ပါတယ်။ပြိုင်ဘက်ကအလွဲတကူလေကြီးလိုက်ပေမဲ့အဖြေကတော့ရှင်းသွားခဲ့ပါပြီ။အလုပ်ဆိုတာစကားပြောနဲ့လုပ်ရတာမဟုတ်ပဲလက်တွေ့ကျွမ်းကျင်မှုနဲ့ပဲတက်တည်ပြရတာဖြစ်ကြောင်းပြသသွားခဲ့ပါတယ်။